အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ပွဲစားကြီး Ricky ပါအင်ချမ်းမြေအတိုင်ပင်ခံအလုပ်လုပ်ပါတယ်ပွဲစားလုပ်ပါတယ်မေတ္တာအင်ချမ်းမြေကုမ္ပဏီမှာအလုပ်လုပ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဗာပြောပြမလဲဆိုတော့အရန်ရေးကြီးတဲ့အချက်တစ်ခုပြောပြမယ်ကျွန်တော်မိတ်ဆွေတွေထဲမှာလူတော်တော်များများကျွန်တော်ကြုံမှုတဲ့ဟာပေါ့နော်မိတ်ဆွေတွေရောနောက်မှပြန်သိတဲ့သူတွေရောပေါ့နော်ဆိုတော့အိမ်ဝယ်ခြင်းနဲ့ပထမဆုံးအချိန်နဲ့ဘဝမှာသူတို့မိသားစုလေးမှာပထမဆုံးအချိန်နဲ့အိမ်လေးဝယ်မှာအဲ့တော့ तू ကဘာဝယ်ရမှန်းမသိဘူးဘယ်မှာဝယ်ရမှန်းမသိဘူးဘယ်လောက်သုံးရမှန်းမသိဘူးဘာတွေလိုအပ်လဲမသိဘူးစာရွက်စာတမ်းကိစ္စတွေလည်းစိုးရိမ်နေအဲ့တော့ကျွန်တော်ကအဲ့လိုလူမျိုးတွေအများကြီးကြုံမှုတယ်ကျွန်တော်အခုလှုပ်လုံးနေတဲ့အချိန်မှာအဲ့တော့ကျွန်တော်ကသူတို့ကိုအကြံပေးဖြစ်တဲ့အတိုင်းအစဉ်အတိုင်းလေးကျွန်တော်ကစနစ်တကျလေးကျွန်တော်ပြောပြပေးမယ်ဒီဟာလေးကမိတ်ဆွေတို့အတွက်အသုံးဝင်တယ်ဆိုလို့ရှိရင်တော့ယူအသုံးမဝင်ဘူးဆိုလို့ရှိရင်လည်းထားလိုက်လိုတဲ့ချက်ပဲယူပေးပါမလိုတာတွေဖယ်ပေးပါအားလုံးမှန်ကြမှာမှန်မယ်ကျွန်တော်ပြောတာတွေကဒါပေမဲ့အသုံးဝင်တယ်ဆိုရင်တော့ဒါအကောင်းဆုံးပဲပေါ့နော်နံပါတ်1ကျွန်တော်စပြောကြရအောင် budget ဗျအဓိကငွေပဲဘာလို့ငွေပဲအဲ့တော့ကိုသုံးနိုင်မဲ့ budget maximum budget နဲ့ minimum budget ကိုအဲ့ဒါကိုတွေးထားပေးပါအဲ့တော့ budget မှာနှစ်ပိုင်းကျွန်တော်တို့ယူလို့ရတယ်တချို့အိမ်တွေကဝယ်ပြီးတာနဲ့တန်းနေလို့ရတယ်အသင့်နေအနေထားတချို့အိမ်တွေကဝယ်ပြီးရင်ပြုပြင်ရမယ်အဲ့တော့ဝယ်ပြီးပြုပြင်မယ်ဆိုလို့ရှိရင်ဝယ်မဲ့တန်ဖိုးဘယ်လောက်ပြုပြင်မဲ့တန်ဖိုးဘယ်လောက်ဒါကိုတွေးထားပါနော်တခါတည်းလက်တင်လိုချင်တယ်ဆိုလို့ရှိရင်လည်း maximum budget ဘယ်လောက်သုံးမယ်ဆိုတဲ့ဟာကိုတွေးထားပါနော် okay အဲ့တော့အဲ့ထဲမှာဘာတွေပါထည့်ပေါင်းရမလဲဆိုတော့ budget ထဲမှာအခွန်အခတွေပါထည့်ပေါင်းပေးပါလုံချင်းအိမ်ဆိုလို့ရှိရင်ကျွန်တော်အခွန်ဆောင်ရမယ် 7.5% နဲ့ကျွန်တော်တို့ထည့်တွက်ပေးပါဒါပါပဲနော် okay ဒါက budget နံပါတ်1အရေးကြီးဆုံး budget နံပါတ်2အရေးကြီးဆုံးကတော့အစပါပြီ location ပါခင်ဗျအင်ချမ်းမြေလောကမှာဆရာတွေ senior ကြီးတွေအမြဲတမ်းပြောကြတယ် location ကိုပဲရွေးပါ location တာတာကိုပဲရွေးပါအမြင်ပိုင်းကိုပဲရွေးပါတဲ့အဲ့တော့ရွှေတောင်ကြားပေ40-60နဲ့မြောက်တကုံပေ40-60ဘာကြောင့်မလို့ဈေးကွာနေလဲ location ကြောင့်ပါဒါပါပဲအဲ့တော့ကျွန်တော်အများကြီးမတွေးနဲ့ location ကိုရွေးပါအမြင့်ဆုံးနေရာမှာတော့အားလုံးကလိုချင်ကြတာပဲအကောင်းဆုံးနေရာကိုနေချင်ကြတာပဲအဲ့ဒီအတွက်ကြောင့်မလို့ကို budget လေးနဲ့ဘယ်နေရာကိုရနိုင်မလဲဆိုတဲ့ဟာကိုစပြီးတော့အမြင့်ဆုံးနေရာဘယ်နေရာလေးရနိုင်မလဲစဉ်းစားပါနံပါတ်3ကဲနံပါတ်3ချက်ကတော့ landmark ပါဗျ landmark အဲ့တော့ landmark ကဘာကိုပြောချင်တာလဲဆိုတော့ပတ်ဝန်းကျင်မှာအထင်ကရလမ်းညွန်လို့လွယ်ကူသောအထင်ကရနေရာရှိခြင်းတဲ့ဒါကအင်ချမ်းမြေဈေးကွက်မှာအရန်အားတာတဲ့ချက်ကျွန်တော်အိမ်လမ်းထိပ်မှာထားလိုက်ပါတော့ဗောဥပမာကျွန်တော်အိမ်ကိုဝင်တဲ့လမ်းထိပ်မှာ City Mart Supermarket ရှိတယ်ဒါ landmark ပဲအဲ့တော့ကျွန်တော်အိမ်ကရွှေကုံဖျားနဲ့1ကီလိုမီတာအကွာမှာရှိတယ်ဒါ landmark ပဲเนาะကျွန်တော်အိမ်နဲ့3မှတ်တိုင်အကွာမှာဘာဆေးရုံရှိရပေါ့နော်ဒါထားလိုက်ပါ SSC ဆေးရုံရှိတယ်เนาะဥပမာဒါပြောပြရအောင်ဒါကို landmark လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်ကွန်ဒိုလောကမှာရွှေကုံဖျား view ဆိုတာက1000လား4000လားပေါင်းလို့ရတဲ့အနေထားရှိတယ်တန်ဖိုးပေါ့နော်ငကိုတန်ဖိုးကွန်ဒိုတစ်လုံးတန်ဖိုးသူ့ရဲ့ view ဒီရွှေကုံဖျား view ဖြစ်သွားပြီဆိုလို့ရှိရင်3000နေပြီးတော့4000လောက်ဒီပေါင်းလို့ရတယ်တကယ် luxury condo တွေမှာနော်နောက်ပြီးတော့နံပါတ်3ကျွန်တော်အရေးကြီးဆုံးနံပါတ်3ပြီးတော့ကျွန်တော်အခုနံပါတ်4ပေါ့ sorry နံပါတ်4ဆိုလို့ရှိရင်ကျွန်တော်ဘာကိုပြောရမလဲဆိုတော့ကျွန်တော်အဲ့ခါကြတော့မှကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုစပြီးတော့စဉ်းစားရမယ်မိသားစုကဘယ်နှယောက်ရှိတာလဲပေါ့မိသားစုက9ယောက်ရှိတယ်အခန်းတော့3ခန်းရမှဖြစ်မယ်ပေါ့အဲ့ဒီမှာစပြီးတော့ဒီဘယ်လိုပြောရမလဲ detail information တွေစပြီးတော့ရှာရမှာပေါ့နော်အိမ်တော့ရှာတယ်အိမ်ခန်း3ခန်းပါရမယ်ကွန်ဒိုဆိုလို့ရှိရင်လေတိုက်ခန်းဆိုလဲ3ခန်းပါရမယ်လုံချင်းဆိုရင်ဘယ်နှခန်းပါရမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့ဒီအချက်လက်တွေပါရမယ်ဘာပြောရင်တချို့တွေကကြတော့ဒီယုံကြည်ကိုးကွယ်မှုတွေနဲ့ယူသီးမှုတွေရှိတဲ့အတွက်အလှည့်တွေရှောင်ကြတယ်ရှာကြတယ်နောက်ပြီးလို့ရှိရင်အိမ်နံပါတ်ရှောင်ကြတယ်ရှာကြတယ်အဲ့ဒါလေးတွေရှိတယ်အဲ့တော့ဒါကနံပါတ်နဲ့4နောက်ပြီးတော့နံပါတ်5ကကြတော့ဘာလဲဆိုတော့ကျွန်တော်စာရွက်စာတမ်းကိစ္စတွေတိုက်ခန်းချင်းတူတယ်ဒါပေမဲ့အိုးအိမ်တိုက်ခန်းဖြစ်သွားတယ်အိုးအိမ်တိုက်ခန်းမှာမှအမျိုးအစား3မျိုးရှိတယ်ဒါလည်းပေါ့အမျိုးအစား2မျိုးပဲဆိုကြတော့ဗျာကိုနာမည်ပြောင်းလို့ရတဲ့အိုးအိမ်တိုက်ခန်းနဲ့နာမည်ပြောင်းလို့မရတော့အိုးအိမ်တိုက်ခန်းရှိမယ်ကဲအဲ့ဆိုလို့ရှင်ဘယ်ဟာဝယ်ရမလဲစာရွက်စာတမ်းရွေးချယ်မှုလေးစလာပြီနာမည်ပြောင်းလို့ရတဲ့ဟာကိုပဲဝယ်စေခြင်းနဲ့ဘာလို့လဲဆိုတော့ဒါဝယ်တဲ့သူတယောက်က3000ကြီးသုံးလာပြီးတော့မှစိတ်မလုံခြုံမှုတွေမခံစားစေခြင်းနော်အဲ့တော့ဒီတိုင်းလေးစဉ်းစားပေးပါဒီချက်လက်တွေတိုင်းစဉ်းစားပေးပါအဲ့ဒါမှကျွန်တော်တို့ပွဲစားတွေအလုပ်ချုပ်တတ်တာတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရှိရောက်လာတဲ့ဧည့်သည်တွေမှာအဲ့လိုဇဝေဇဝါဧည့်သည်တော်တော်များတယ်လိုချင်တယ်အိမ်တော့လိုချင်တယ်ဘာဝယ်ရမှန်းမသိဘူးဆိုတော့လုံချင်းလဲကြီးလိုက်မြေကွက်ကြီးလိုက်တိုက်ခန်းကြီးလိုက်ကွန်ဒိုကြီးလိုက်မီနီကွန်ဒိုကြီးလိုက်နဲ့ကျ
ကျွန်တော်တို့ကသူတို့ဟိုဘယ်လိုပြောမလဲပေးရတဲ့အချိန်အရင်များသွားတယ်တိုင်ပင်မယ်ဆွေးနွေးမယ်ဆိုတော့လေအရင်သိနေတက်နေတဲ့ပုံစံမျိုးတွေဖြစ်နေတော့အဲ့လိုလူမျိုးတွေနဲ့ကျွန်တော်တို့ကပွဲစားတွေနဲ့ကြတော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့က free consulting ပေးတယ်အဲ့တော့အဲ့ဒီအချက်လေးတွေကဟိုထည့်သွင်းစဉ်းစားရမယ့်အချက်လေးပါတယ်ကျွန်တော်တို့တိုင်ပင်ဆွေးနွေးရင်လည်းကျွန်တော်ဒီအချက်တွေကိုပဲစနစ်တကျကျွန်တော်ပြောပေးမှာဖြစ်တယ်ပြန်ပြီးတော့ကျွန်တော် solution ရှာပေးမှာဖြစ်တယ်မိတ်ဆွေတို့အတွက်ကိုနော်အဲ့တော့ဒါလေးကိုဟိုတီးခံပြီးကြည်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ် thank you ပါခင်ဗျာတခုလိုအပ်ရင်ကျွန်တော်ကိုမေးမြန်းသွားလို့ရပါတယ် thank you